ရန်ကုန်မြို့မှာအမဲဥကိုငပိထောင်းနဲ့တုပ်ပေးတဲ့ဆိုင်အမဲဥဒုတ်ထိုးကြိုက်သူတွေကြားထဲမှာနာမည်ကြီးတဲ့ဆိုင်ဒီဆိုင်လေးမှာတွားစားမှာပါ Hello ဓမ္မအားလုံးမင်္ဂလာပါ Facebook ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အမဲဥပြုတ်ကောင်းလေးရတဲ့ဆိုင်မှာတွားစားမှာဖြစ်ပါတယ်လိပ်စာလေးကတော့ဦးချစ်မောင်လန်းနဲ့အနောက်မင်းလန်းတောင်ပါရန်ကုန်မြို့မှာအမဲဥပြုတ်ဆိုလို့ရှိရင်နာမည်ကြီးတဲ့မင်းလန်းအမဲဥပြုတ်ဆိုင်ကိုရောက်ခဲ့တာဖြစ်ပါတယ်ဒီမှာကြည့်ပါဦးအမဲဥတွေကိုနူးဣနေအောင်ပြုတ်ထားတာစားလိုက်လုံးဝကောင်းနေရောပဲဒီဆိုင်ရဲ့အသက်ကတော့အမဲဥကိုငပိထောင်းနဲ့တုပ်ပေးတာပါငပိထောင်းမွေးလေးနဲ့အမဲဥရဲ့အစိမ့်ကတကယ်ကိုလိုက်ဖက်လုံးလို့စားဘူးတူတိုင်းဆွဲလန်းကြတာပါဈေးနှုန်းကလည်းအမဲဥတုပ်တပွဲကို9000ကျပ်ဖြစ်ပါတယ်ထမင်းကတော့ထမင်းဖြူတပွဲကို1000ကျပ်ပါအစာပြေစားခြင်းတဲ့သူတွေအတွက်အမဲဥတုပ်ထိုးတစ်ချောင်းကိုဆိုလို့ရှိရင်400ကျပ်ထည့်နေရပါတယ်ဝါမှာထားတာလေးတွေရပြီဆိုတော့ဆွဲဖို့ပဲကြံတော့တယ်ကြည်ပါဦးတကယ်ကိုစားခြင်းစရာလေးအနံ့လေးကမွေးညာပဲအမဲဥပြုတ်ကိုထမင်းနဲ့တွဲစားခြင်းတဲ့သူတွေအတွက်ကတော့ share ပဲကဲစားကြပါအောင်ဗျာအမဲဥပြုတ်ရဲ့နူးဣနေတဲ့အရာသာရဲ့ငပိနဲ့တင်းတင်းလေးရဲ့အချင်းအငံအဆက်ဟတ်တဲမှုကတော့တကယ်ကိုစားလို့ကောင်းစေပါတယ်အမဲဥပြုတ်ရည်လေးကလည်းတောက်လို့ကိုအရန်ကိုကောင်းနေတာစားလိုက်ရတဲ့အလုပ်တိုင်းကထိထိမိမိပဲဒါကကြတော့အမဲဥတုပ်လေးပါငပိနဲ့နယ်ပေးထားတာအရေကိုလုံးဝမပါဘူးကြည့်ပါဦးအမဲဥစုံကိုတုပ်ပေးထားတာဆိုတော့လေကြည်တာနဲ့တင်တကယ်ကိုစားခြင်းစပွဲကောင်းတဲ့အမဲဥတုပ်ဖြစ်ပါတယ်ကျွန်တော်ကြိုက်တယ်အမဲဥနုလေးတွေလည်းပါတယ်ဆိုတော့လေချေချေနက်နက်ကြီးကိုစားခဲ့ရတာဒီအမဲဥပြုတ်ဆိုင်ကိုတော့မနေ့7နာရီဆိုလို့ရှိရင်စဖွင့်ပါပြီညနေ2နာရီ3နာရီလောက်ထိဖွင့်ပါတယ်စောစောကုတ်တယ်ဆိုလို့ရှိရင်စောစောပိတ်တက်ပါတယ်အမဲဥကိုအစုံစားခြင်းတယ်ဆိုလို့ရှိရင်တော့စောစောသွားဖို့ recommend ပေးချင်ပါတယ်ဒီဆိုင်မှာအမဲဥပြုတ်နဲ့စားဖို့အတွက်ကြက်သွန်ဖြူရဲ့ညူဗီစိမ်းရဲ့အချင်လေးတွေလည်းပေးထားပါတယ်ကျွန်တော်ကတော့အမဲဥပြုတ်ကိုထမင်းနဲ့အရသာရှိရှိဇိမ်ခံပြီးတော့စားဖြစ်ပါတယ်ကျွန်တော်စားတဲ့အမဲဥပြုတ်ရဲ့အမဲဥတုပ်တပွဲရဲ့ထမင်းဖြူရဲ့ဆိုလို့ရှိရင်1100ပေးရပါတယ်အဲ့ဒါအပြင်ကျွန်တော်ကအမဲဥနူးလေးတွေကိုပဲစားချင်လို့အမဲဥနူးတုပ်ထိုးတက်တက်မှာခဲ့ပါတယ်ကျွန်တော်ရဲ့အကြိုက်ကြီးပဲဆိုတော့ဘယ်ပြောကောင်းမလဲတကယ်ကိုစားလို့ကောင်းတာပါဆိုတော့ကျွန်တော်လိုမျိုးအမဲဥတုပ်ထိုးတွေအမဲဥပြုတ်တွေအမဲဥတုပ်တွေကိုကောင်းလေးစားချင်တယ်ဆိုလို့ရှိရင်တော့ဒီအနောက်မင်းလန်းကဦးရခိုင်ရဲ့အမဲဥပြုတ်တုပ်ထိုးဆိုင်မှာတွားစားကြည့်ပါအမဲဥပြုတ်တွေကိုအရသာရှိနဲ့စားရမှာပါရန်ကုန်မှာအမဲဥပြုတ်ကိုကြိုက်တဲ့သူတွေကြားမှာတကယ်ကို legend ဖြစ်တဲ့ဆိုင်တစ်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခေါက်လောက်တော့ဒီဆိုင်မှာလာစားကြည့်တင်ပါတယ်ဒီအမဲဥပြုတ်ဆိုင်လေးမှာစားပြီးပြီဆိုလို့ရှိရင်ဒီဆိုင်လေးမှာပဲခဏစားခြင်းနဲ့စိတ်တွေကဖြစ်လာမှာပါကျွန်တော်ကတော့ဒီလောက်အများကြီးကိုစားရင်ဆိုင်နဲ့ကုန်သွားပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆောင်ကြမယ်တော့အားလုံး bye bye